ဗုဒ္ဓဘူဇာတေးကိုလောင်ပြောင်ပြီးတည်ဆိုမိတာကြောင့်လူပြောများနေတဲ့ဖြစ်ဖြစ်ထွေအနုပညာလောကထဲမှာကျွန်းတို့ပြပြီးတော့နာမည်ကြီးလာခဲ့တဲ့ဖြစ်ဖြစ်ထွေကလွန်ခဲ့တဲ့နှစ်မှာတော့ပယုတ်စီကျော်နာကြောင့်ပြဿနာတက်ပြီးကလေးကဘေးကျွန်းနာကိုမှလက်မခံတော့ပါဘူးပွဲရင်းမှာပဲတွားရောက်ဖျော်ဖြေနေတဲ့ဖြစ်ဖြစ်ထွေကဒီနှစ်မှာလည်းဘုရားသခင်ကိုလောင်စရာပြောင်စရာကြီးတစ်ခုလိုဆိုပြခဲ့တာကြောင့်ဝေဖန်ခံနေရပါတယ်မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရီကြီးရွာကအလူမှာတော့ဖြစ်ဖြစ်ထွေကလာရောက်တည်ဆိုခဲ့ပြီးသချင်းတွေနဲ့ဖျော်ဖြေပြီးခဲ့ပါတယ်ဆရာကပရိသတ်တွေကတော့ဖြစ်ဖြစ်ထွေကိုအရန်သဘောကျလို့သချင်းတွေလည်းတောင်းကြပါတယ်ဆရာကပရိသတ်ထဲမှာအဖိုးတယောက်ကဖြစ်ဖြစ်ထွေကိုနေကမျက်မှန်နဲ့ကောင်းမလေးသချင်းကိုဆိုခိုင်းလိုက်ပါတယ်အသက်ရွယ်ကြီးနေတဲ့အဖိုးကဒီလိုသချင်းတွေကိုမတောင်းသင့်ပဲနမောနမောဆိုသချင်းကိုပဲတောင်းသင့်တဲ့အကြောင်းဖြူဖြူထွေးကပြန်ပြောလိုက်ပါတယ်နမောနမောသချင်းကိုလည်းဖြူဖြူထွေးကဆိုပြလိုက်ပြီးတော့သူဆိုပြတဲ့ပုံစံကဟာတာပုံစံဖြစ်နေလို့ဝေဖန်မှုတွေရှိလာနေခဲ့ပါတယ်နမောနမောသချင်းကိုတီးဆိုထားတာရှိပြီးတော့ဖြူဖြူထွေးလည်းဒီသချင်းကိုပဲပြန်ပြီးတော့ဆိုပြခဲ့တာပါဒီသချင်းကကြားလိုက်တဲ့သူတွေရဲ့ရင်ထဲကိုအေးချမ်းသွားအောင်ဖျားပေါ်မှာကြီးညိုစိတ်တွေဖြစ်လာအောင်တီးဆိုထားတာဖြစ်ပါတယ်ဖျားသချင်းကိုကြားလိုက်ရုံနဲ့စိတ်တည်ငြိမ်မှုကိုရရှိစေဖို့ဓမ္မပူဇာတေးအဖြစ်တီးဆိုထားတာနှစ်တည်းတော့အတော်ကြာမြင့်နေပါပြီဖြူဖြူထွေးကနမောနမောသချင်းကိုဟာတာပုံစံဖြစ်အောင်တီးဆိုလိုက်တာကြောင့်ပဲဒီလိုမလုပ်သင့်ကြောင်းပြောလာကြပါတယ်သူဆိုပြလိုက်တဲ့အတန်ကစိတ်ထဲမှာကြီးညိုစရာလည်းမဖြစ်တဲ့အပြင်ရည်စရာဖြစ်အောင်တီးဆိုနေမှထင်ရှားနေခဲ့ပါတယ်တချင်းတောင်းတဲ့ဘာကြီးကိုလည်းသူတောင်းတဲ့တချင်းမရကြောင်းတေချာမပြောပဲတရားတချင်းတောင်းမှလားဆိုပြီးတော့စသလိုနောက်သလိုလိုနဲ့မမဲသွားလို့ဘာကြီးအတွက်လည်းစိတ်မကောင်းကြပါဘူးဘာကြီးကတော့သူ့ကိုတွေးကျင်လို့ဆိုပြီးရောက်လာတာဖြစ်ပေမဲ့ဖြူဖြူထွေးကတော့ဒီအသက်ရွယ်ရောက်ရင်တရားတချင်းပဲတောင်းတဲ့နဲ့ဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်သူဆိုပြတဲ့တရားတချင်းကလည်းကြီးညိုစရာမကောင်းပဲဟာတာဖြစ်အောင်ဆိုပြနေခဲ့တာကိုသူကိုယ်တိုင်လည်းသိတယ်လို့ဆင်အောက်ကပြိသက်တွေလည်းသိကြပါတယ်ဒါကြောင့်ပဲဖြူဖြူထွေးကိုနေရာတကာမှာဟာတာလောက်တာမကောင်းကြောင်းပြောနေခဲ့တာပါဖြူဖြူထွေးကဖြူစင်ပြီးတော့မမနာကင်းစင်တဲ့မိန်းကလေးဆိုတာအားလုံးကသိထားကြပြီမဲ့ဓမ္မပူဇာတီးကိုဒီလိုမျိုးသိဆိုတာကိုတော့ဘယ်သူမှသဘောမကျကြပါဘူးအလူအတန်းရက်ရောတဲ့မိန်းကလေးအဖြစ်ချီကျူးကြပြီမဲ့ဓမ္မပူဇာတီးကိုတော့ဟာတာဖြစ်အောင်အတန်ပြဲကြီးနဲ့ဆိုပြတာကိုတော့လက်မခံနိုင်ကြပါဘူးရှင်ဒါကြောင့်ပွဲတွေမှာတချင်းဆိုရင်စင်ញတဲ့နဲ့ဆိုပြီးတော့သူ့ကိုသတိပေးနေကြပါတယ်တချို့ကတော့ဖြူဖြူထွေးသိဆိုတာကတရားသချင်းကိုလှောင်ပြောင်းတဲ့ပုံစံမဟုတ်ကြောင်းလည်းရှင်းပြနေကြပါတယ်နော်ဘင်ကိုပွင့်လင်းသူဖြစ်လို့အယိုးခံလေးအတိုင်းဆိုပြလိုက်တာဖြစ်ကြောင်းဖြူဖြူထွေးဘက်ကနေကောင်းွယ်ပေးနေကြပါတယ်ဓမ္မပူဇာတီးကိုဒီဂျေနဲ့ဖန်တီးလိုက်တဲ့ဒီဂျေဘာယောလက်ကတော့ဖုံဖုံးတွေကိုပြန်နဲ့တောင်းပန်ခဲ့တဲ့ပြင်ပရိသတ်တွေကိုလည်းတောင်းပန်ခဲ့ပါတယ်သူမှကြောင်ဝန်ခံလိုက်ပေးမဲ့လည်းနောက်ဆုံးမှာတော့အထိန်သိမ်းခံလိုက်ရပါတယ်ငွေကြေးအင်အားလည်းတောင်းတဲ့တဲ့အပြင်နာမည်ကြီးမင်းသားရဲ့ချွေးမဖြစ်တာတောင်မျက်နှာသာပေးမခံရပဲအထိန်သိမ်းခံလိုက်ရပါတယ်အခုလည်းဖြူဖြူထွေးကအစင်ပေါ်မှာဓမ္မပူဇာတီးကိုလောင်တလို့လုံနေလို့သူကိုအရေးယူတဲ့နဲ့ဆိုပြီးတော့ပြောနေကြပါတယ်ဒါပေမဲ့ဖြူဖြူထွေးကိုအရေးယူလိုက်ရင်တော့လူပေါင်းများစွာထိခိုက်သွားမှာကိုလည်းစိုးရိမ်နေကြပါတယ်တဘာဝဘေးတွေဖြစ်လာပြီဆိုရင်တော့ဖြူဖြူထွေးကပဲအသက်ဆွပြီးတော့လှူဒန်းပေးတာပါတိမ်မောင်းထောင်ကြီးကိုလက်ထက်မှာပိုက်ပြီးတော့ရွာတွေကိုကိုယ်တိုင်သွားပြီးတော့လှူဒန်းတက်လို့ပရိုက်တာမင်းသမီးလေးအဖြစ်တောင်မှတင်စားကြပါတယ်ဒီလိုအလူအတန်းတွေလုံနေတဲ့ဖြူဖြူထွေးကဓမ္မပူဇာသချင်းကိုတော့လောင်ပြောင်လို့စိတ်နဲ့တီးဆိုတာမဟုတ်တော့ဘူးလို့လည်းခံမှန်းနေကြပါတယ်လွန်ခဲ့တဲ့နှစ်မှာလည်းဖြူဖြူထွေးကပယုတ်စီကျော်နာကြောင့်ဝေဖန်မှုတွေကိုခံရပြီးတနိုင်ငံလုံးကိုတောင်းပန်လိုက်ရပါတယ်ဓမ္မပူဇာသချင်းကိုအတန်ပြဲနဲ့ဆိုပြီးတော့ဟာတာလုပ်ခဲ့တဲ့ဖြူဖြူထွေးကတံမိုးထားတဲ့အရာတွေကိုအလေးနဲ့မထားတတ်သူလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်ရှင်